ကိုချုပ်တီးထားစကားပြောသည့်အခါမှာမန်တရားများတရားဟောသည့်အခါမှာသင်္ကန်းစာအဖာဖျားရှင်ဘုံတော်သည်ပင်ထင်ရှားလာကျွန်ုပ်တို့ဤခန္ဓာစိတ်ပိုင်းမှာရှာပတိထားစရာအစိုးသွမ်းဆုံးတွေကိုပိုင်သားကတကိုယ်လုံးကိုဒီလိုလောင်စေနိုင်တော့ရာကိုရောအားချီးမွမ်းငယ်တော့ရှာလူတွေအားစေရင်ငယ်တော့ရှာရင်ချီစမ်းရင်အိမ်မှာတန်ရှင်းလာတော့ဖို့ရာအပြေရှာရှာကိုချုပ်တီးထားစကားပြောသည့်အခါမှာမန်တရားများ